ဒီနေ့မှာတော့ AI လို့ခေါ်တဲ့ Artificial Intelligence အပေါ်မှာထားတဲ့အမြင်တွေကိုပြောင်းလဲပစ်ဖို့အချိန်တန်ပါပြီ။သူ့ကိုရိုးရိုးစက္ကိရတစ်ခုလိုအမိန့်ပေးခိုင်းစေတာမျိုးကနေတကယ်ကိုအစွမ်းထက်တဲ့ပူပေါင်းအသိဉာဏ်တစ်ခုဖြစ်ဘလို့ပြောင်းလဲအသုံးဖြစ်မလဲစွာကြည့်ကြရအောင်ပါ။ AI ဆိုတာကတကယ်တော့အစွမ်းထက်တဲ့လောက်သုံးရတာရှုပ်ထွေးမှန်တဲ့ကိရိယာအသစ်တစ်ခုပေါ့။တခါလေထူချောင်ကျင်နေရတယ်လို့တခါလေကြတော့လေစိတ်ညစ်ရတယ်။စိတ်မရှိမလင်းနေထရတယ်။ဆိုတော့သူနဲ့အကောင်းဆုံးလက်တွေ့လှုပ်ဆောင်နိုင်ဖို့အတွက်အခြေခံစည်းမျဉ်းလေးတွေကစားကွက်လေးတွေချမှတ်ကြည့်ကြတာပေါ့။ဟုတ်ပြီ။အခု generative AI နဲ့အလုံးလုံးတဲ့အခါအခြေနဲ့အသုံးဝင်မဲ့အခြေခံမူလေးချက်ကိုပြောပြသွားမှာပါ။ AI ကိုလိုချင်တာတောင်းလိုက်ရင်ထွက်လာတဲ့မျက်လက်ပြဖေတာတလုံးလို့သဘောမထားဘဲနဲ့ကျွန်တော်တို့နဲ့အတူတူတွေးခေါ်ပေးနိုင်တဲ့အသိဉာဏ်အသစ်တစ်ခုလို့ဖို့ကိုင်းဖက်တယောက်လို့သဘောထားပြီးဘလို့အသုံးချမလဲဆိုတာကြည့်ကြမယ်လေပထမဆုံးစီမင်းကတော့နေနေမိတ်ကိုမြေပုံထုတ်ဖို့ပါပဲဆိုလိုတာက AI ကဘာတွေလုပ်နိုင်လဲဘာတွေမလုပ်နိုင်သေးဘူးလဲဆိုတာကိုကိုယ်တိုင်သိအောင်လုပ်ရမယ်သူ့ရဲ့အစွမ်းအစားတွေကိုနားလည်ဖို့အမေတန်းစံတက်နေဖို့သူ့ကိုစိန်ခေါ်နေဖို့လိုပါရဲ့ကဲဒီအကြောင်းကိုနည်းနည်းလေးနည်းနည်းကြည့်ကြည့်ရအောင်မူရင်းထဲမှာ AI ရဲ့စွမ်းဆောင်ရည်တွေကိုအရန်ကောင်းတဲ့ဥမာတစ်ခုနဲ့ရှင်းပြထားတယ်အဲ့ဒါကတော့မညီညာတဲ့နဲနဲမီလို့ခေါ်တဲ့အရာပါပဲသူ့ကိုမမြင်ရတဲ့ခန္ဓာနယ်ရန်ကြီးတစ်ခုလို့မြင်အောင်ကြည့်လိုက်ပါဒီနေရာမှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခြားနားချက်ကိုတွေ့ရပါလိမ့်မယ်ဥပမာလူတစ်ယောက်အတွက်ကပြားတစ်ပုတ်ရေးဖို့ဆိုတော့ခက်ပေမဲ့ AI အတွက်တော့လွယ်လွယ်လေးပဲဒါမဲ့လူအတွက်လွယ်လွယ်လေးရှိတဲ့စကလုံး90အတိအကျရေးတွက်ခိုင်းတာမျိုးအခြေခံသင်ကြားလေးတွေတွက်ခိုင်းတာမျိုးကြတော့ AI အတွက်ခက်နေပြန်တော့အဲ့ဒီတော့စောစောကပြောတဲ့ခန္ဓာနယ်ရန်ကြီးမှာဘယ်နေရာကမြင့်ပြီးဘယ်နေရာကနှိမ့်လဲဘယ်နားမှာအပေါက်တွေရှိလဲဆိုတာကိုသိဖို့ကကိုယ်တိုင်စမ်းသပ်ကြည့်မှာပဲရမှာပါကောင်းပြီဒုတိယစီးမြင့်ကိုဆက်သွားကြရအောင်ဒါကတော့ AI စနစ်တိုင်းမှာလုံးဝအစားထိုးလို့မရတဲ့အရာတစ်ခုအကြောင်းပါအဲ့ဒါကတော့လူသားရဲ့ G-chap ကိုခေမှုပါပဲကျွန်တော်ရဲ့စင်ချင်တိုနီယာနဲ့အကဲဖြတ်မှုကအရန်ကိုအရေးကြီးပါတယ်ဒီအချက်ကိုတိတိကျကျမှတ်ထားဖို့လိုပါတယ် AI တွေကကျွန်တော်တို့လိုအကြောင်းအရာတွေကိုသိနေတာမဟုတ်ပါဘူးသူတို့ကစက်ကြောင်းတစ်ကြောင်းမှာနောက်ကဘဲစကလုံးလာရင်အလိုက်ဖက်ဆုံးခိမလဲဆိုတာကိုခံမှန်းပြတဲ့စစ်နစ်တွေပဲဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အထူးကရည်မှန်းချက်ကဘာဖြစ်သွားလဲဆိုတော့အဖြေမှန်ပေးဖို့ချက်သုံးတက်လူကိုကျေနပ်စေမဲ့ယူတိရှိတယ်လို့ထင်ရတဲ့အဖြေတစ်ခုကိုပေးဖို့ဖြစ်သွားတတ်ပါတယ်။မှန်ဖို့ချက်သုံးတက်သူကြိုက်ဖို့ကပိုရေးကြီးသွားနိုင်တယ်ပေါ့။အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့ hallucination လို့ခေါ်တဲ့ပြဿနာတွေဖြစ်လာတာပေါ့။သူတို့ကဖြစ်နိုင်ချေရှိပေမဲ့မားရွက်နဲ့ကိုးကားချက်တွေနဲ့အချက်အလက်တွေကိုပြောကြီးဖန်တီးပေးပါလိမ့်မယ်။တကယ်တော့အမှန်လို့ထင်ရပေမဲ့လုံးဝကိုမားရွက်နေတဲ့အချက်လက်တွေကိုသူတို့ပါတာသူတို့တီထွင်လိုက်တာမျိုးပေါ့။အခုတတိယစီးမင်ကိုရောက်လာပါပြီဒါကတော့ AIC ကနေပိုကောင်းတဲ့ပိုပြီးတီထွင်စမ်းသစ်တဲ့အဖြေတွေရဖို့အတွက်အရန်အသုံးဝင်တဲ့နည်းလမ်းတစ်ခုပါအဲ့ဒါကတော့ AI ကိုတီချဇက်ကောင်တစ်ခုအခန်းကဏ္ဍတစ်ခုသတ်မှတ်ပေးဖို့ပါပဲ AI ကိုဘယ်လိုသဘောထားရမလဲဆိုရင်အရန်ကိုမြန်ဆန်တဲ့အလုပ်တင်တယောက်လိုမြင်ကြည့်လိုက်ပါသူကအလုပ်လုပ်ပေးခြင်းစိတ်ပြင်းပြတယ်တီထွင်ဖန်တီးမှစွမ်းလည်းရှိတယ်ဒါမဲ့တခါလေကြရင်အချက်လက်တွေကိုလုတ်ကြံဖန်တီးတတ်တဲ့အချက်လက်လည်းရှိတယ်အဲ့တို့ရှင်းလင်းတဲ့လမ်းညွှန်မှုတွေလိုအပ်တာပေါ့ဒီစရာကခြားနားချက်ကိုရှင်းရှင်းလင်းလင်းပြထားပါတယ်ကြည့်ပါဦးစမတ်နာရီအတွက်စောင်းပုတ်တွေထုတ်ပေးပါလို့ရေပြူရဆန်ဆန်မေးလိုက်တော့အရာအားလုံးလှုပ်ဆောင်ပေးနိုင်တဲ့စမတ်နာရီဆိုတဲ့တာမန်အဖြေပဲရတယ်ဒါပေမဲ့ဟာသားညံရှင်တဲ့လူရှင်တော်တယောက်အနေနဲ့စောင်းပုတ်တွေထုတ်ပေးပါလို့ဇက်ကောင်တက်မှတ်ပေးလိုက်တဲ့အခါပြေရီသူတဲ့အတွက်အကောင်းဆုံးကိလေသာဆိုတဲ့ပိုပြီးစမ်းသစ်ပြီးရဲစရာကောင်းတဲ့အဖြေမျိုးထွက်လာတယ်ဒါဟာတီထွင်ဖန်တီးနိုင်ဆုံးကိုဘလို့မြင်တင်ပေးနိုင်လဲဆိုတာကိုပြတာပါပဲနောက်ဆုံးစီးမြင့်ကတော့စိတ်နေတပိုးထားနဲ့ပတ်သက်ပါတယ်အဓိကကတော့ AI နည်းပညာကအဆောင်ပေါင်းများစွာမြန်ဆန်တဲ့တုံးနဲ့တိုးတက်နေတယ်ဆိုတာကိုအမြဲတတိယနေဖို့ပါပဲတနည်းပြောရရင်အခုကျွန်တော်တို့သုံးနေတဲ့ AI ဟာအနာဂတ်မှာသုံးရမယ့် AI တွေထဲမှာအများဆုံးဖြစ်ပါလိမ့်မယ်တိုးတက်မှုနှုန်းကတကယ်ကိုမယုံနိုင်စရာပါပဲဒီမှာကြည့်ပါ2020နှစ်လယ်ပိုင်းနှုန်းကဦးထုတ်ဆောင်ထားတဲ့ဖြန့်ဆိုပြီးပုံထုတ်ခိုင်းတော့ထိတ်လန့်စရာကောင်းတဲ့အမွှေးတွေနဲ့ပုံကြီးထွက်လာတယ်။ဒါပေမဲ့တစ်နှစ်ပဲခြားတယ်။2023နှစ်လယ်မှာတော့အဲ့ဒီ prompt တခုတည်းနဲ့ပဲပြည့်စုံတဲ့ဖြန့်မှုနည်းတဲ့ပုံကိုထုတ်ပေးနိုင်ခဲ့တယ်။တစ်နှစ်အတွင်းဒီလောက်ကွာသွားတာပေါ့။ဒီဥပမာလေးကအချီးနီကိုအကောင်းဆုံးပုံဖော်နိုင်ပါတယ်။မကြာခင် PlayStation 6တွေပေါ်လာတော့မဲ့ကဘာကြီးထဲမှာကျွန်တော်တို့ Pac-Man ကစားနေကြသလိုပါပဲတဲ့။ဆိုလိုတာကဒီနေ့ခေတ်ရဲ့အံ့ဩစရာကောင်းတဲ့ AI တွေကမကြာခင်မှာပဲခေတ်ဟောင်းကစားနည်းတစ်ခုလိုဖြစ်သွားမှာပါ။ကဲအခုထိပြောခဲ့တာဒီအားလုံးကိုစူးစီးပြီးတော့တကယ်ကိုအစွမ်းထက်တဲ့လူသား AI ပူပေါင်းအသိဉာဏ်တစ်ခုတည်ဆောက်ဖို့အတွက်လက်တွေ့ကျတဲ့လက်ဆွဲစာအုပ်တစ်ခုလို့ပုံဖော်ကြည့်ကြရအောင်ပါ
ဒီစီးမင်းလေးချက်ကဒီနေ့အတွက်တည်းမဟုတ်ပါဘူးအနာဂတ်မှာဆက်ပြီးတိုးတက်ပြောင်းလဲနေမယ့် AI နဲ့လက်တွဲလှုပ်ဆောင်သွားဖို့အတွက်ခိုင်မာရဲ့စီတက်ဖုန်ကန်တစ်ခုကိုတည်ဆောက်ပေးနိုင်မှာပါအစနစ်ကနယ်နိမိတ်ကိုမြေပုံထုတ်ပါဆိုလိုတာကအမြဲစမ်းသပ်နေပါအစနစ်ကလူသားရဲ့အခန်းကဏ္ဍကိုင်းနေပါဝင်ပါ AI လုတ်ထားတာကိုအမြဲပြန်စစ်ပါအစင်ထုံကပုဂ္ဂိုလ်ရဲ့လက္ခဏာကိုညွှန်ကြားပါသူ့ကိုအခန်းကဏ္ဍတစ်ခုသတ်မှတ်ပေးပါနောက်ဆုံးအဆင့်လေးကတော့ပိုကောင်းလာမှာပဲလို့ယူဆပါပြောင်းလဲမှုတွေနဲ့အမြဲလိုက်လျောညီထွေထိအောင်စ조사နေပါ ဟုတ်ပါတယ်ဒီခြေကံမှုတွေကိုလက်ကင်ထားလိုက်မယ်ဆိုရင်လက်ရှိရဲ့ခြေတွေကိုကောင်းကောင်းကင်တွယ်လိုက်ရုံတင်မကပဲအနာဂတ်အတွက်ပါပြင်ဆင်ပြီးသားဖြစ်သွားမှာပါဖြစ်နိုင်ကြီးတွေကအခုမှအစာပဲရှိသေးတာကိုဆိုတော့စောကပြောခဲ့တယ်လို့ပေါ့အခုသုံးနေတာကအစိုးဆုံး AI ဆိုရင်အကောင်းဆုံး AI ကတော့ဘယ်လိုပုံစံမျိုးဖြစ်လာမလဲစဉ်းစားစရာပါပဲ